21 you are IQ that man okay ဒီနေ့မှာတော့ကျွန်တော်ပေါ့နော်စာအုပ် review ဆိုတာဒီစာအုပ်ပေါ့နော်21 lesson for the 21st century ပေါ့နော်21ရာစုအတွက်21ချက်ပေါ့နော်သင်ခန်းစာ21ပုဒ်ပေါ့နော်စာရေးသူကတော့ Yuval Noah Harari ဖြစ်တယ်ပေါ့နော်ဒီစာအုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပြောပြခြင်းတယ်ပေါ့နော်လက်ရှိကျွန်တော်တို့ဖြစ်နေတဲ့အရာတွေပေါ့နော်ဒါတွေကအခုမှဖြစ်နေရလားအရင်ကတည်းကမှစိန်ခေါ်မှုရှိနေရလားပေါ့နော်ဒီကာလတွေမှာဆိုပိုတိတာလာတယ်ပေါ့နော်โอเคဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကျွန်တော်အနေနဲ့အကျဉ်းပြုတ်ဝေမျှခြင်းတာပေါ့နော်ဒီနေ့အတွက်ကโอเคပထမဆုံးအနေနဲ့ကတော့ဤပညာဆိုင်ရာစိန်ခေါ်မှုပေါ့နော်အဲ့ထဲမှာဆိုရင်ဘယ်လိုမျိုးစိန်ခေါ်မှုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီအထူးသဖြင့်တော့ AI ကြောင့်မို့လို့အလုပ်ကိုင်ဘယ်လိုပြောမှလွတ်လပ်ခွင့်နဲ့အလုပ်ကိုင်တွေဘယ်လိုပုံစံပြောင်းသွားမလဲဆိုတဲ့အကြောင်းအရာတွေပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ AI ကြောင့်မို့လို့စိတ်ပြက်အာရုံတာမျိုးတွေကြုံရနိုင်တယ်အလုပ်ကိုင်ပြောင်းလဲကြုံရနိုင်တယ်လွတ်လပ်ခွင့်တွေနဲ့ပတ်သက်စိန်ခေါ်မှုရှိတယ် equality နဲ့ပတ်သက်စိန်ခေါ်မှုရှိရပေါ့နော်ဒီစာအုပ်ရဲ့ပထမဆုံးတစ်ပိုင်းပေါ့နော်အပိုင်း1အနေနဲ့ဆိုရင်တော့အဲ့အချက်၄ချက်အပိုင်း2အနေနဲ့ကြိုက်တော့ political challenge ပေါ့နော်နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုဆိုတော့ကျွန်တော်တို့လူဖွဲ့စည်းမှာဆိုဒီနိုင်ငံရေးစနစ်တွေပေါ့နော်အဲလူဖွဲ့စည်းမှာဆိုရင်အခု digital ခေတ်ကြောင့်မလို့ပေါ့နော်ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုတွေအားနည်းလာတယ် digital ကတော့ပိုကောင်းလာတယ်ယဉ်ကျေးမှု civilization နဲ့ပတ်သက်ပြီးတီးကြခွဲထွက်နေတဲ့ယဉ်ကျေးမှုအဖြစ်မဟုတ်ဘဲနဲ့တော့ပေါင်းစည်းနေတဲ့လက္ခဏာမျိုးတွေ့ရဒါပေမဲ့လည်း nationalism လိုမျိုးကိစ္စတွေကကြိုက်တော့ရာသီဥတုပြောင်းလဲတဲ့ဤပညာကဲ့သို့မျိုးပြောင်းလဲလို့မရတဲ့အခြေအနေမျိုးတွေမှာရှိတယ်ဘာသာရေးကလည်းဒီလက်ရှိကဘာရဲ့ပြဿနာတွေကိုမဖြေရှင်းပေးနိုင်ဘူးပေါ့နော်စသဖြင့် okay နောက်တစ်ခုကတော့လူဝင်မှုကြီးကြပ်ရေးပေါ့နော်ကျွန်တော်တို့ဒီလက်ရှိမှာဆိုလဲမော်ရိုကိုနိုင်ငံနဲ့စပိန်နိုင်ငံကိုရေကူးပြီးသွားကြတဲ့ဘယ်လိုပြော immigrant တွေအကြောင်းလည်းတွေ့ရနိုင်တယ်ပေါ့နော်ဒါဆိုရင်ဒီအကြောင်းအရာတွေအကုန်လုံးဒီစာအုပ်ထဲမှာသမိုင်းပညာရှင်အထောက်ပြထားတယ်ပေါ့နော် okay နောက်တစ်ခုကကြိုက်တော့အပိုင်း3မှာပါလာလဲဆိုတော့စိတ်ပြက်အားလျော်ခြင်းပေါ့နော်desire and hopes ကမ္ဘာလုံးဆိုင်ရာအကြောက်တရားနဲ့မတရားမှုတွေမြည်တို့ရင်ဆိုင်ရမယ်အကြောင်းအရာဆွေးနွေးထားပါတယ်အဲ့မှာဆိုရင်တော့ terrorism ကိစ္စတွေပါတယ်စစ်ပွဲအကြောင်းတွေပါတယ် humility ပေါ့နော်နှိမ့်ချမဲ့အကြောင်းအရာတွေပါတယ်ဘုရားသခင်အကြောင်းအရာပါတယ်ပြီးတော့ logi အမြင်ပေါ့နော် secularism ဆိုမိမိအမားဝင်ခံပြီးတော့အမှန်တရားကိုရှာဖွေခြင်းကြောင့်သူကတော့နည်းနည်းကို deep လိုက်ထားတယ်ပေါ့နော်ဒီစာအုပ်ထဲမှာ okay အပိုင်းလေးမှာကြိုက်တော့ဘာတွေပါလဲဆိုအမှန်တရားကိုလိုက်ရှာပေါ့နော်အဲ့လိုမျိုးသတင်းအမှားတွေနဲ့ကြားမှာအမှန်တွေကရောလာခဲ့ပေါ့ AI ခေတ်ကြောင့်မလို့သိတဲ့အတိုင်းပဲ so many contents are currently you can see it on the web page ဖြစ်နေတာပေါ့နော် okay အဲ့တော့တရားမျှတမှုအကြောင်းအရာတွေပါတယ်သတင်းတုခေတ်တွေကြုံရနိုင်တဲ့သိပ္ပံစိတ်ကူးရင်စာပေတွေကိုလည်းပိုဦးစားပေးတဲ့ခေတ်မျိုးတွေ့ရနိုင်တယ်ပေါ့နော် okay နောက်တစ်ခုကတော့အပိုင်း9မှာတော့ကြံ့ကြံ့ခံနိုင်စွမ်း resilience ပေါ့နော်အပြောင်းလဲမြန်တဲ့လောကကြီးအတွက်ကျွန်တော်တို့တွေလူသားတဦးချင်းစီနဲ့ဘယ်လိုရှင်သန်ရမလဲဆိုတဲ့အကြောင်းအရာပါလာရပေါ့နော်အဲအကြောင်းအရာတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်တို့ပညာရေးကဏ္ဍပါတယ်ပညာရေးကဏ္ဍမှာဆိုလို့ရင်အချက်လက်တွေကိုမှဘယ်လိုပြောမလဲခွဲခြားနိုင်တဲ့ဟာပေါ့ critical thinking တွေ communication skill တွေ collaboration တွေ creativity အကုန်ကောင်းလာနိုင်တဲ့အခြေအနေရှိတယ်အတိတ်ပဲရှိတဲ့ဘယ်လိုပြောမလဲအခြေအနေတွေထပ်မိမိကိုယ်ကိုနားလည်ဖို့ပူကြိုးစားလာကြတယ်ပေါ့နော်လူတွေအကုန်လုံးကနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ဒီစာရေးဆရာကကျွန်တော်တို့ဒီဝိပဿနာကိုအသေးစိတ်လိုက်တာထားပေါ့နော်ကျွန်တော်တို့မြန်မာပြည်အနေနဲ့ဆိုရင်ဝိပဿနာကအကောင်းဆုံးပဲအဲ့တော့ meditation အကြောင်းကိုသူ့အနေနဲ့highlight တော်လုပ်ထားပါတယ်ဒါကတော့ကျွန်တော်တို့တော်တော်များများမသိပေမဲ့ဒီ meditation အပိုင်းကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဒီအခုလက်ရှိဖြစ်နေတဲ့ကဘာမှာပေါ့နော်ကျုံနေရတဲ့အရာတွေကဒီစာအုပ်ထဲမှာဆိုလို့ရင် highlight လုပ်ထားတဲ့အကြောင်းအရာတွေကျွန်တော်တို့တွေမြင်တွေ့နေရတယ်ပေါ့နော်လက်ရှိမှာစိန်ခေါ်မှုဖြစ်နေရတွေ့ရတယ်ပေါ့နော်ဟုတ်ဒီအကြောင်းအရာလေးကိုကျွန်တော် IQ သစ်ကနေဝေမျှခြင်းပါတယ်အဲ့တော့ဒီစာအုပ်ကိုဖတ်ဖို့လည်းအကြံပြုပါတယ်ကျွန်တော်တို့အတွေးခေါ်သစ်တွေရရှိဖို့အတွက်ကတော့ okay 21 you are IQ thit man like and subscribe to my channel and I will sharing all those what I know lah okay see you muchas gracias todo la gente